ကျွန်တော်ကောင်မလေးနဲ့မိတ်ဆက်ပေးခြင်းလို့ဗျလိုက်ခဲ့ပြီနော်ဟောဒီမှာတွေ့ပြီနော်အဲ့ဒါကျွန်တော်ပုံမှာညီဆွေမှုတွေအများကြီးပေးပြီးတော့ကျွန်တော်တန်ရောစင်တွေ့ခဲ့ရတယ်ကျွန်တော်ရဲ့ချစ်ရတဲ့ကောင်မလေးပေါ့ကျွန်တော်ကိုငြေးတယ်ယူရတယ်ကျင်နာတယ်လူထွေးမှုတွေပေးတယ်သူ့ရဲ့အချစ်တော်နဲ့မှကျွန်တော်မျောနေတာပေါ့ဗျာဒါပေမဲ့ तू ကတထေးမကြီးဖြစ်နေတော့ကျွန်တော်ကသူ့ကိုအချစ်စစ်နဲ့မဟုတ်ဘဲနဲ့သူ့ရဲ့ဆိုင်လွဲစွတ်ကြီးကိုကျွန်တော်နိုင်ယူတက်ပြီးချက်ခဲ့တယ်ဆိုပါတော့ဗျာतू ကငားကန်နေပိုင်နေဗျာतू ကတကယ်တော့တထေးမကြီးဒါပေမဲ့လည်းဆိုင်လွဲစွတ်ကြီးကိုကျွန်တော်မတ်မောပဲမဲ့လေသူ့ကိုတကယ်ချစ်ခဲ့တာပါဘာပြောသူ့ရဲ့အချစ်တွေအောက်မှာကျွန်တော်ကြာဆုံးခဲ့တယ်ဆိုပါတော့ဗျာကျွန်တော်ကိုချစ်တဲ့စိတ်နဲ့သူအဲ့ဒီစိတ်နဲ့စွတ်ကြီးကိုကျွန်တော်အမ်းလိုက်တယ်ပေါ့ဗျာသူ့ဘဝမှာဒီစိတ်လက်စွပ်ကိုသူတန်ဖို့အထားဆုံးပေါ့ဗျာဒါပေမဲ့လည်းကျွန်တော်အမ်းလိုက်တော့ကျွန်တော်ဖတ်ပြီးနမ်းလိုက်တယ်ပေါ့ဗျာကျွန်တော်ဟာပတ်ရီးလိုက်တာပေါ့ဗျာကျွန်တော်လေဟာဘယ်လိုပြောအောင်လဲတွေ့လားဒီမှာတွေ့လားဒီမှာစိတ်လက်စွပ်ကြီးတွေ့လားဒီစိန်လွတ်စွတ်ကြီးကိုပြပြီးတော့ကျွန်တော်အပိုင်သိမ့်လိုက်တယ်ဆိုပါတော့ဗျာကဲစတာပါနောက်တာပါချစ်တယ်